ချမ်းသာမိသားစုမှာချီးပွန်အလူကြီးပေးတယ်ဟုတ်တယ်နော်အဲ့ဒါဟုတ်လားရတနာချမ်းသာချီးပွန်မိသားစုလှူတယ်ဟုတ်တယ်မလားအဲ့လိုမလားဦးတင်ထွေးတော့အေးစုမွန်မွန်ပေါ့နော်လူမကြီးရဲ့တော့အေးစုမွန်မွန်ကျွန်တော်ဟောငါဒီတန်းလေးခုရိုက်ကြည့်နေလေဒီတန်းလေးကငါပိုလှသွားတာ你那一盖嘛辣，ဟမ်辣我盖呀。အေးဟိုလူလှကျင်တာလေကျွန်တော်တချင်းလေးဆန်းဆန်းပြပြလေးရေးထားပါတယ်တချင်းရဲ့နာမည်ကကျွန်တော်ပေးထားတာခေါင်းစဉ်စိတ်တူကိုတူလှူးလို့နာမည်လေးပေးထားပါတယ်နော်အားပေးကြပါအောင်ခမညာအားပေးကြပါဦးဟိုတည်းကခုနစင်ငိုင်တုံကပွဲငှားသွားပွဲငှားတဲ့ဝင်းမောင်ပေါ့လေဦးလိုမင်းနဲ့ဟိုဦးကျော်ဆွေတို့ကပြောတယ်ဟာတဲ့အုတ်ထုတ်လေးနဲ့ဆိုလှနေတယ်ဆိုတော့အဲ့နဲ့ဘဝင်မြင့်ပြီးအုတ်ထုတ်ကမချွတ်တော့တာပါခင်ဗျာအဲ့တော့အုတ်ထုတ်လေးနဲ့လှမလားလို့ဒါအလူတချင်းတီးတန့်ရေးတာပေါ့နော်ဟုတ်တင်ထွေးတော့အေးစုမွန်မွန်တို့အလူအတွက်ပါချီပွန်မိသားစုပေါ့နော်ရတနာချမ်းသာကြောက်မြတ်ရတနာရောင်းဝယ်ရေးမိသားစုရဲ့အလူတော်ပွဲပါ26ရက်နေ့ဆလမွန်မှာရှိပါမယ်29ရက်နေ့မနေ့ပိုင်းမှာပေါ့နော်စုံမတေးတန်ရှင်ကတော့ညီမလေးမေတ္တာဆွေဖြစ်ပါလေအဲ့ဒါလေးကိုကျွန်တော်အားပေးကြပါအောင်เนาะတချင်းလေးကတော့ကျွန်တော်အကြိုက်ကလေးကတော့နည်းနည်းထူးထူးခြားခြားလေးကျွန်တော်ထူးထူးခြားခြားဆိုတော့ကျွန်တော်တချင်းတွေထဲမှာပေါ့เนาะကျွန်တော်တချင်းတွေထဲမှာကျွန်တော်တချင်းတွေထက်ကျွန်တော်တချင်းရေးနေကြပုံစံတွေနဲ့မတူအောင်တမျိုးဖန်တီးရေးထားပါတယ်လို့ပြောကြားရင် gain စိတ်တူကိုယ်တူလှူးဆိုတဲ့တချင်းလေးအားပေးပါအောင်เนาะကျေးဇူးတင်ပါတယ်